အားလုံးပဲမင်္ဂလာပါ exercise 5.2 က number 6ကိုတွေ့ကြရအောင် solve the following equation for the 2x2 matrix A 2x2 matrix A ကိုရဖို့ရအတွက်အောက်ပါ equation ကိုဖြည့်ရှင်းပေးပါလို့ပြောတယ်အရင်ဆုံးပုံစံရဲ့ပြီးချက်ကလေးကိုကူကြရအောင် A transpose ပုံစံမှာပေးထားတာက A transpose minus 3 1 4 2 is equal to 9508အဲ့တော့ပုံစံရှာခိုင်းတာကတော့ matrix A ကိုရှာခိုင်းတယ်ပေါ့နော်ဒါပေမဲ့ပေးထားတဲ့ equation ထဲမှာက A transpose ပါနေတယ်အဲ့တော့ matrix A ကိုအရင်မရှာခင်အရင်ဆုံး A transpose ကိုရင်ရှာပါမယ်အဲ့တော့ဒီမှာနောက်က minus လေးပေါ့နော်ဟောဒီ minus လေးကိုဆရာမက plus အဖြစ်ပြောင်းမယ်ဒါတော့ minus ဆိုတာက plus နဲ့ negative 1နဲ့မြှောက်ထားတာပေါ့နော် negative 1နဲ့ plus နဲ့မြှောက်ရင် minus လေးရမယ်အဲ့တော့အဲ့ negative 1လေးကိုဒီနောက်က matrix အတွင်းကိုဝင်ပြီးတော့မြှောက်လိုက်ပါမယ်အဲ့တော့3နဲ့ negative 1နဲ့မြှောက်တော့ negative 3 1နဲ့ negative 1နဲ့မြှောက်တော့ negative 1 4နဲ့ negative 1နဲ့မြှောက်တော့ negative 4 2နဲ့ negative 1နဲ့မြှောက်တော့ negative 2 is equal to 9508ဆိုပြီးရတော့ပါမယ် Okay အဲ့တော့ A transpose ကိုလိုချင်နေဆိုလို့ရှိရင်သူနဲ့ပေါင်းထားတဲ့ matrix လေးက zero matrix ဖြစ်ဖို့လိုတယ်ပေါ့နော်ဒါကြောင့်သူ့ကို zero matrix ဖြစ်ပြောင်းမယ် zero matrix ဖြစ်ပြောင်းမှုရအတွက်သူ့ရဲ့ negative matrix နဲ့ပေါင်းရပါမယ်ဒါကြောင့် equation ကြီးတစ်ခုလုံးကို negative 3 negative 1 negative 4 negative 2ရဲ့ negative matrix နဲ့ပေါင်းပါမယ်အဲ့တော့ A transpose plus negative 3 negative 1 negative 4 negative 2 plus ပေါ့နော်အဲ့တော့သူ့ရဲ့ negative matrix နဲ့ပေါင်းမှဖြစ်တဲ့အတွက် negative 3ရဲ့ negative က 3 negative 1ရဲ့ negative က 1 negative 4ရဲ့ negative က 4 negative 2ရဲ့ negative က 2 is equal to တစ်ဖက်မှာ3142 matrix ပေါင်းလို့တခြားတစ်ဖက်မှာလည်း3142 matrix ကိုပြန်ပြီးတော့ပေါင်းပါမယ်တောင်းလေးက 08 plus 3 1 4 2 Okay ဒီမှာ A transpose ပေါ့နော်နောက်က matrix နှစ်ခုပေါင်းမယ်ဆိုရင်သူတို့ရဲ့ corresponding entry ချင်းချင်းပေါင်းမှာဖြစ်တဲ့အတွက် negative 3နဲ့3နဲ့ပေါင်းတော့0 negative 1နဲ့1နဲ့ပေါင်းတော့0 negative 4နဲ့4နဲ့ပေါင်းတော့0 negative 2နဲ့2နဲ့ပေါင်းတော့0 is equal to 9နဲ့3နဲ့ပေါင်းတော့12 5နဲ့1နဲ့ပေါင်းတော့6 0နဲ့4နဲ့ပေါင်းတော့4 8နဲ့2နဲ့ပေါင်းတော့10ဆိုပြရပါမယ် Okay အဲ့တော့ A transpose plus ပေါ့နော်000ဆိုတာ0 matrix ဖြစ်တဲ့အတွက်သူတို့ရဲ့စာသင်္ကေတ O လေးကိုသုံးလိုက်ပါမယ် is equal to 12 6 4 10 Okay အဲ့တော့ matrix တစ်ခုနဲ့0 matrix နဲ့ပေါင်းရင်အဲ့ဒီ matrix ပဲပြန်ရတာဖြစ်တဲ့အတွက် A transpose is equal to 12 6 4 10ဆိုပြီးရသွားပါမယ်အဲ့တော့လိုချင်တာက matrix A လေးပေါ့နော်အဲ့တော့ဆရာမတို့သိထားပြီးသားပါ matrix A ဆိုတာကA transpose ကိုနောက်တစ်ကြိမ်ပြန်ပြီးတော့ transpose လုပ်မယ်ပေါ့နော် double transpose လုပ်မယ်ဆိုရင် matrix A ကိုရတယ်ဒါကြောင့်ဟောဒီ A transpose ကို transpose ပြန်လုပ်ပါမယ် transpose လုပ်တယ်ဆိုတာကrow ကို column ဖြစ်ပြောင်းတာပေါ့နော်ဒါကြောင့် first row ဖြစ်တဲ့26ကို first column နေရာမှာရေးတော့26ဆိုပြီးရမယ် second row မှာရှိတဲ့410ကို second column မှာရေးတော့410ဆိုပြီးရပါမယ်ဒါဆိုရင်သူရှာခိုင်းတဲ့ matrix A လေးရသွားပါပြီ